တောင်းမှတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအေးနားထောင်ကြတခုသောကာလတုန်းကဗာရာဏသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်နေတော့ဗျမရမင်းကြီးရဲ့မိမိရဲ့ခေါင်ကြီးမှာသားတော်တကွာဖွာလာဗျမရမင်းရဲ့မိမိရဲ့ခေါင်ကြီးမှာဘာဖြစ်လဲအဲ့ဒီဖွာလာတဲ့သားတော်လေးဟာဘုရားအလောင်းပဲပေါ့နော်အဲ့တော့အလောင်းတော်အရွယ်ရောက်လာတဲ့အခါနာမည်ပေးကိမွန်းတတ်တော့လဲသူ့ကိုဗျမဒတ်ဗျမဒတ်ထလို့ပဲအမည်ပေးအဲ့တော့ဗျမဒတ်မင်းရဲ့သားဗျမဒတ်ပေါ့နော်အဲ့တော့အဲ့ဒီဗျမဒတ်ဟာ16နှစ်အရွယ်တက္ကသိုလ်ပညာတွေသင်အထာရတ18ရက်တွေသင်ကြားပြီးတော့ဓမ္မအာဓမ္မတွေကျွမ်းကျင်အောင်ပိုင်နိုင်အောင်သင်ကြားပြီးတဲ့နောက်အရွယ်ရောက်လာတဲ့အခါကျတော့ဖခင်ရဲ့အယက်အရာကိုခံယူပြီးတော့ဘုရားအလောင်းကဗျမဒတ်မင်းဖြစ်ဘာဖြစ်တယ်အဲ့တော့ဘုရားအလောင်းမင်းဖြစ်တယ်ဆိုရင်ပဲသူ့တိုင်းပြည်ထဲမှာဆင်းရဲနွမ်းပါနှိမ့်ကျနေတဲ့ပုဂ္ဂိုလ်တွေကိုရှာဖွေပြီးတော့စားစရာမရှိရင်စားစရာပေးတယ်ဝတ်စရာမရှိဝတ်စရာပေးတယ်နေစရာမရှိရင်နေစရာပေးတယ်နောက်တစ်ခါတိုင်းပြည်အတွက်လိုအပ်တဲ့လမ်းပန်းဆက်သွယ်ရေးကုန်သွယ်မှုအလေးတင်တောင်းချိန်ခွင်အစရှိသဖြင့်နေရာတိုင်းမှာစနစ်တကျပညာရှိမင်းပြီးစနစ်တကျပြုပြင်စီရင်ပြီးတော့တရားရုံးကိုသူကိုယ်တိုင်ထိုင်ပြီးတော့အဂတိလိုက်စားမှုမရှိအောင်ဆောင်ရွက်ပြီးတော့အပြစ်ပေးသူကိုပေးဆုချတဲ့သူကိုဆုချအစရှိသဖြင့်စနစ်တကျအုပ်ချုပ်သူကိုယ်တိုင်လည်းသီလဆောင်ထိန်တယ်သူကိုယ်တိုင်လည်းတိုင်းသူပြည်သားတွေကိုလည်းသီလဆောင်ထိန်စေတယ်အဲ့တော့စားစရာမရှိတဲ့လူစားစရာပေးဝတ်စရာမရှိတဲ့လူဝတ်စရာပေးတော့တခိုးရှိအောင်မလားလူလိန်ရောဟောစနစ်တကျစီမံအုပ်ချုပ်ပြီးဆိုရင်တိုင်းပြည်တခိုးမရှိတော့ဘူးလိမ်လည်လဲပြားမှုတွေမရှိတော့လူရက်မှုတွေမရှိတော့အဲ့တော့ယုံထိုင်တဲ့နေရာမှာလဲစနစ်တကျဘယင်ကိုယ်တိုင်ယုံထိုင်ပြီးတော့အဂတိလိုက်စားမှုမရှိစီမံကုတ်ကဲတော့တရားယုံမှာအမှုမရှိတော့ဘာဖြစ်လဲဖြစ်နိုင်တယ်ဘာလို့ဖြစ်နိုင်ဘုရားအလောင်းအုပ်ချုပ်တိုင်းကောင်းတာဇတ်တော်လေးအများကြီးရှိတယ်ဘုရားအလောင်းအုပ်ချုပ်တိုင်းကောင်းခဲ့တာမဟုတ်အခုဘုရားအလောင်းဗျမဒမင်းကဘာနဲ့အညီအုပ်ချုပ်သူကိုယ်တိုင်လည်းသီလရှိတိုင်းသူပြည်သားတွေကိုလည်းသီလရှိအောင်ဆုံးမသူကိုယ်တိုင်လည်းသမာဓိရှိတယ်သမာဓိရှိတယ်ဆိုတာဘယ်နာလေးကိုဘယ်အကွက်ကလေးကန်ထိုင်ဆွဲမလို့မင်းကြီးလောက်ပါအောင်ရောမင်းကြီးအတွက်စိတ်လက်စွပ်ဘာမလို့ခြင်းဟုတ်လားစိတ်လက်စွပ်ပေးနိုင်မင်းကိုကန်ထိုင်ချမပေးနိုင်သူ့လူနဲ့သူရှိမှာပေါ့ဘိုးတော်ကဒါသမာကြတဲ့မင်းဆိုလို့လို့ဟုတ်ကဲ့လားခုတော့ဟိုနာလေလံဒီနာလေလံဘာလို့ညာလို့ဆိုတော့ဆွေမျိုးပြီးပေါ့ကွာဂျန်တဲ့လူတော့ကမ္မတကောင်ဟုတ်လားအဲ့တော့ဒီလိုလည်းမရှိဘူးလားအဲ့ပဲဓမ္မနဲ့အာဓမ္မအဲ့ဒါကွာပါတမာတိရှိတယ်မရှိဘူးဆိုတာစီးစိမ်နဲ့ဆွဲဆောင်လို့လည်းမရဘူးယာရုနဲ့ဆွဲဆောင်လို့လည်းမရဂုံတရနဲ့ဆွဲဆောင်လို့လည်းချင်းချောက်လို့လည်းမင်းကြီးဒီဟာလုတ်ပေးမပေးတတ်ပြမလားမင်းတတ်ချင်တတ်တော့အဲ့တော့ तू သမကြအုပ်ချုပ်တော့ तू တိုင်းပြည်ခုံရုံးမှာမဖြစ်အမှုဖြစ်တော့မရှိတော့တရားသူကြီးတွေရှင်းနေတယ်ထိုင်ဆောင်နေတယ်အမှုပလားအဲ့တော့နောက်ဆုံးဘာလုပ်လိုက်ရဆိုရုံးပိတ်လိုက်ဘာလုပ်လိုက်ရသူကိုယ်တိုင်လည်းသီလရှိတယ်တိုင်းသူပြည်သားတွေကိုလည်းသီလစောင့်ထိန်ခိုင်းတယ်သိချာပြောသူကိုယ်တိုင်လည်းတမာရီရှိတယ်တိုင်းသူပြည်သားတွေကိုလည်းတမာရီရှိအောင်ဆုံးမဟုတ်ပလားသူကိုယ်တိုင်လည်းပညာရှိသလိုတိုင်းသူပြည်
ပြည်သားတွေကိုလည်းပညာနဲ့ပြည့်စုံအောင်ရွတ်ဆောင်ပေးတယ်ဒါသိအရေးကြီးတဲ့ကိစ္စတွေရှင်းနော်အဲ့ဒီဗျမရမင်းကိုဘယ်လိုခေါ်မလဲဒီနေ့ပြောတဲ့တရားကောင်းစဉ်ပါအဲ့ဒါဘာလို့မေ့နေတယ်တခါတည်းပြောပြီးနေတဲ့ဥစ္စာအားရတယ်နော်ဗျမရမင်းကိုဘယ်လိုပြောမလဲပြောမယ်ဆိုရင်မရဘူးလားရတယ်မပြောနဲ့ဘူးမပြောနဲ့ရတယ်တော့ပေါ်လိုက်သေးတယ်နော်မင်းကောင်းမင်းမြတ်ကအပြောကိုမခံနိုင်တယ်ကြည်ရဟုတ်လားအဲ့တော့မပြောနဲ့အောင်လို့ပြောတာအကြောင်းရှိတယ်ပြမရမင်းကြီးကအမှုစစ်เสียလည်းမရှိတော့တိုင်းပြည်ရဲ့ကြည့်တော့လဲအကုန်တာယာဝပြောနေ့စဉ်မင်းကလည်းအလူတွေပေးလို့အဲ့တော့စားမယ်တောင်းမယ်လူဆိုတာမရှိတော့မိခိုးအားထားเสียနေရာမဲ့တဲ့လူဆိုတာမရှိတော့ဆိုတော့တိုင်းပြည်မှာဘာအမှုခင်းမှမရှိဘူးအားလုံးအေဂျင့်အဲ့တော့ပြမရမင်းကတိုင်းပြည်တော့တော်တော်လေးဟုတ်သွားပြီငါလုပ်တာဒါပေမဲ့တိုင်းသူပြည်သားတွေဟာအခုလုပ်တဲ့လုပ်ရက်ကိုသဘောမှကြရလားအစင်မှပြေးရလားသူတို့စိတ်ထဲခံစားချက်ဘယ်လိုရှိသလဲငါကွယ်ရမှာအတင်းပြောနေသလားငါစုံစမ်းအောင်မယ်ဘယင်ခိုင်းလို့သာလုပ်နေရတာမကြေမနက်လုပ်နေရတဲ့လူများရှိနေသလားဟုတ်ပြီနော်မင်းကောင်းမင်းမြတ်ဆိုတာအဲ့ဒါတိုင်းသူပြည်သားရဲ့အကျိုးကိုမျှော်ကိုပြီးအစင်ရွတ်ဆောင်နိုင်မှမင်းကောင်းမင်းမြတ်ဖြစ်တယ်အဲ့တော့ तू ကချွေရင်းချက်တို့ဘလို့ဆက်သွားတို့ဘလို့ဆက်သွားမင်းကောင်းမင်းမြတ်ကရှေ့ဆက်ရှောက်လို့မရတော့ဒီလေးဘာလုပ်မလဲရမလားကဲရသလောက်ဟုတ်ကွာအဲ့တော့အဲ့ဒီမှာမရောက်သွားဘူးနော်အဲ့တော့တိုင်းပြည်ကိုစတဲနာမယ်ဆိုပြီးတော့ပထမနန်းတွင်းထဲမှာသူစီးရုပ်ဝဲစုံစမ်းနန်းတွင်းထဲမှာသူ့မကောင်းမပြောတဲ့မူကြီးမရတဲ့သေနာပတိတွေကြားထဲမှာသူစုံစမ်းကြည့်တယ်ညီလာခံပြီးသွားပြီမနဲ့ခင်းညီလာခံပြီးပြီဆိုရင်ဝန်ကြီးတွေပြန်တဲ့အခါသူဟိုကြိုးကြဟိုရုပ်ဖြက်ပြီးတော့ဟိုလိုက်သွားဒီလိုက်သွားပေါ့ဝန်ကြီးတွေဘာပြောလဲဆိုတော့ဝန်ကြီးတွေကြားထဲမှာလည်းမကောင်းပြောတဲ့လူတယောက်မှမတွေ့ရဒီကောင်တွေကတော့ငါနာကတ်စားနေလို့မကောင်းမပြောတာဖြစ်တော့တယ်အဲ့တော့ဘေးကအိမ်တော်တွင်းမှာရှိတဲ့ကောင်တွေဘယ်လိုနေသလဲတကဆောင်တကမူးကနေစပြီးတော့အိမ်တော်တွင်းနန်းတော်တွင်းအရှိဆောင်အနောက်ဆောင်တောင်ဆောင်မြောက်ဆောင်အကုန်လုံးသူလက်စနေနာနန်းတွင်းထဲမှာတော့โอเคသူ့ကြောင့်မကောင်းပြောတဲ့လူမရှိဘူးဒါကတော့မင်းနာမင်းခစားဆိုတော့မင်းနာတစ်ထောင်ကြောက်တာလည်းပါလိမ့်မယ်ဒီကောင်တွေမပြောရဲလို့နေမှာအဲ့တော့တိုင်းသူပြည်သားတွေဆိုတော့ပြောရဲတယ်အဲ့တော့ငါရွာထဲထွက်လေ့လာမယ်ဆိုပြီးတော့ပထမမြို့ရိုးတွင်းလေ့လာတယ်အပြစ်ပြောတဲ့လူကိုတွေ့ဒါနဲ့မြို့ရိုးပြင်ဘက်ထိထွက်လေ့လာအဲ့တော့လေ့လာတဲ့အခါမှာမြို့ရိုးအပြင်ပတ်ဝန်းကျင်မှာလည်းသူ့ကြောင့်မကောင်းမပြောတာမရှိတော့သူ့တိုင်းပြည်နယ်စုံနယ်ပြားတွေငါလေ့လာမယ်ဆိုယထာတစင်းရဲ့မောင်းတဲ့ယထာဒိန်တယောက်ရဲ့ဒါပဲခေါ်ပြီးတော့နောက်ပါအချမ်းရံမပါပဲ1 VIP မပါပဲဟုတ်လားလူကြုံရေးဘာမှမပါပဲဒီမင်းကတယောက်တည်းထွက်သွားအဲ့တော့ယထာမောင်းတဲ့ဒရိုင်ဘာရဲ့နော်ရှင်ဘရင်ရဲ့2ယောက်တည်းပါဟုတ်ပါလားအဲ့ဒါလို့သွားဖို့လွယ်ပါမလားမင်းနေအဲ့ဒါလို့သွားရဲပါမလားဟိုဘုရားလောင်းကတော့သွားတယ်ဘာလို့သွားတယ်သူသီလကိုသူယုံတယ်သူတမာရီကိုသူပညာကို
ယုံတဲ့အတွက်စိုးရင်ကြောက်ရွံ့စရာမရှိဘူးအဲ့တော့နေစွန်နေပြပြည်ရွာစွန်ကဇဏပုတ်ထိသူလှဲယထာတစ်စင်းနဲ့လှဲ့လာတောသူတောင်သားတွေစနေနာကြည့်တော့လဲမင်းမကောင်းကြောင်းမပြောတာတယောက်ပြောတာတယောက်မှမရှိဘူးမင်းရဲ့မကောင်းကြောင်းကိုပြောလာတဲ့လူတသံမှမကြားအဲ့တော့ပြည်ပြားသူ့နေဆုံးအထိသူတွားလိမ့်လာကြည့်ပြီတယောက်သောသူကမှရှင်ဘုရင်မကောင်းပါဘူးမင်းမကောင်းပါဘူးဘယ်နေရာတော့မင်းလှုပ်တာဟန်မရဘူးလို့အပြစ်ဆိုတာတသံမှမကြားဒါကဗျမရမင်းလိုက်လိမ့်လာအဲ့ဒီအချိန်မှာပဲဗျမရမင်းကဘယ်ပြည်အုပ်ချုပ်တာဗာရာဏသီပြည်သိကြပြောဒီနားတဲ့ငုတ်တုံမင်းနော်ပြည်ကမင်းကအဲ့ဒီမှာကောသလတိုင်းကိုအုပ်ချုပ်တယ်ဗန္လိကမင်းဗါလဲလေဘာလဲချိုင်လာနှလုံးစစ်နောက်ကကာကြီးဗျအဲ့ဒါကြိုက်သူလို့သာဖတ်နော်အဲ့တော့ကောသလတိုင်းဟိုကဘယ်တိုင်းတော့ဗာရာဏသီပြည်နဲ့ကောသလတိုင်းဆိုတာတိုင်းချင်းကတ်ပြည်ချင်းကတ်အဲ့တော့ကောသလတိုင်းကိုအုပ်ချုပ်တဲ့ဗန္လိကမင်းကလည်းအဲ့ဒီချိန်မှာမင်းနေလေဦးဇင်းတို့မျော်မှန်းကြည့်တယ်အတော်ตายရတဲ့ခေတ်ဖြစ်မှာဗန္လိကမင်းကြီးကလည်းသူ့တိုင်းပြည်ကိုတရားမျှတသွားအုပ်ချုပ်တော့သူ့တိုင်းပြည်မှာလည်းအခုလိုပဲတရားရုံးတွေပိတ်လိုက်ရပြီအမှုမရှိလို့အဲ့တော့လုံခြုံရေးဌာနတွေပါတယ်သိတင်းတင်းကြပ်ကြပ်ဘာမှလုပ်เสียမရှိတော့ဘူးသခုံးမရှိဂျပုံးမရှိတရောင်းစားမရှိဟုတ်ပြီနော်ဟိုရိတ်ကထွက်တောင်းဒီရိတ်ကထွက်တောင်းဒီလိုကောင်းတယ်လည်းမရှိဘူးဟိုနာလက်ဝါးပြဒီလားလက်ဝါးပြဒီလိုလည်းမရှိဘူးလက်မထိုးဘူးဟိုလောက်ပေးဒီလောက်ပေးဒီလိုကောင်းလည်းမရှိဘူးဘာကောင်းမှမရှိဘူးအဲ့တော့ဘာအမှုမှမရှိတော့သူ့မှာသူကလည်းဗာရာဏသီမင်းကြီးလိုပဲကောသလမင်းကြီးကလည်းတခါတဲ့သူ့တိုင်းပြည်တဲ့စနေနာတဲ့ဘယ်နေရာမှငါအပြစ်ရှိသေးလဲဆယ်မြောင်းချောင်းကန်စီမံခန့်ခွဲတဲ့နေရာပဲအပြစ်ရှိသလားတိုင်းရပြည်ကြရောင်းရေးဝယ်တာတွေမှာပဲထုတ်ကုန်တွင်းကုန် custom အကောက်ခွန်တွေမှာပဲချွေရင်ချက်တွေရှိသေးသလားနော် airport လေဆိပ်တွေမှာပဲချွေရင်ချက်ရှိသလားနော်ဘူရာယုံတွေမှာချွေရင်ချက်ရှိသလားသူအကုန်လိုက်ကြည့်ဘယ်နေရာမှချွတ်ချော်မှားယွင်းတိမ်းဆောင်တာမရှိဘူးဘာအပြစ်မှအပြောမခံအဲ့တော့သူကလည်းယထာတစိမ့်ရယထာဒိန်တယောက်ရဒါပဲခေါ်ပြီးတော့တခါနဲ့တိုင်းစွန်ပြည်ပြအထိသွားလေ့လာအဲ့တော့ပြည်ပြအထိလေ့လာတဲ့နောက်တခြားပြည်တဲ့အထိရောက်အောင်လေ့လာပေမဲ့သူ့အကြောင်းမကောင်းပြောတဲ့အတန်ဘာသာမှမကြားရတော့ဒီဘက်ကကောသလတိုင်းရဲ့မင်းကြီးဘယ်သူလဲခုနဗန္လိကနော်မင်းကြီးရဲ့ဒီဘက်ကဗျံပရမင်းကြီးရဲ့အသီးသီးပြန်လာကြတာတိုက်တိုက်ဆိုင်ဆိုင်ဗျာနေဇက်တောင်ကြားလေးတစ်ခုကယထာတစ်စင်းနဲ့သာမောင်းလို့ရတဲ့နေရာမှာယထာနှစ်စင်းသွားဆုံးဟုတ်ပါလားကိုတိုင်းပြည်ကိုပြန်လာရတာဗာရာဏသီမင်းကလည်းဗာရာဏသီပြည်ပြန်လာကောသလမင်းကလည်းကောသလတိုင်းပြည်ပြန်လာတာလမ်းမှာသွားဆုံးတော့ယမရမင်းကြီးရဲ့ယထာတိုင်းကပြောတော့ဟေးရှေ့ကယထာဘယ်သူယထာလဲလမ်းပဲအခုငါပါလာတဲ့ယထာပေါ်မှာကျေးဇူးများတဲ့လူပါတယ်မင်းလို့ပြောလို့မဖြစ်လို့ဟုတ်ပြီနော်အဲ့တော့ဟိုဘက်ကယထာတိုင်းကလည်းပြောလာပြီဟေးမင်းတို့ကဖယားမှာငါယထာပေါ်ဘယ်သူတာပါတယ်ထင်လို့လဲငါပေါ်မှာလဲကျေးဇူးများတဲ့လူဘာများတဲ့လူတဲ့ခုခင်ဗျားတို့ဖယားကိုဘာလို့ကိုးကွယ်တရားတန်ခါကိုဘာလို့ကိုးကွယ်ကျေးဇူးများလို့ကျေးဇူးရှိလို့အနန္တောအနန္တငါးပါးဖယားတရားတန်ခါမိဘဆရာမရှိဘူးလားအဲ့ဒါငါတို့ရဲ့ဘာတွေလဲကျေးဇူးရှင်နေခုဖယားကြော့တတ်ပြီလားဖယားကိုဘယ်လိုကြော့ကျေးဇူးသိပြီးမှကြော့မယ်ဖယားကိုဘယ်လိုကြော့မယ်ဒါလေးမှတ်ထားမိဘကိုဘယ်လိုကြော့မယ်ကျေးဇူးရှင်ကိုကျေးဇူးသိပြီးမှကြော့တာတန်ဖို့ရှိကျေးဇူးမသိပဲကြော့တော့ဘာဖြစ်တော့ဘာမှမပေါ့ကုသိုလ်တော့ရပါတယ်
သို့တော့တန်ဖိုးတော့ဒါပါပဲကိုတန်ရပေါ့ဘုသူမင်္ဂလာအခုလိုသင်ပေးတဲ့အခါကျတော့နောက်ကကပ်ဖဲရပ်ဖဲရှောက်ပြောတဲ့အသံတွေလည်းကြားရတယ်အမလေးကျေးဇူးမသိပဲကြော့လဲဘုရားကြော့တာကျေးဇူးများတာပဲတဲ့ဟုတ်ပါတယ်ဘုရားမသိပဲနဲ့ကြော့တောင်ကျေးဇူးများတယ်သံဃာနောက်ဆုံးသာသနာကွယ်တဲ့အချိန်ကြရင်ကွယ်ကနီးအချိန်ကြရင်ရင်ဘတ်မှာသင်္ကန်းစာကလေးထိုးပြီးသံဃာလုံနေအောင်ထိုင်ကြော့ကုသိုလ်ရသေးတယ်ဒီလောက်ကတော့သူမင်္ဂလာတို့အကုန်ကျွမ်းကျင်ပြီးသားပါလူတွေလည်းသိပြီးသားစင်ကြီးလဲနေကြမလို့အခုခေတ်ကအတုအယောင်ကြော့ရမယ်ခေတ်လားအစစ်အမှန်ကြော့ရမယ်ခေတ်လားသာသနာမကွယ်သေးဘူးစိတ်ရှိတဲ့ရှိ online ဆက်ကရပ်သွားမှဆိုလို့သဘောပါလားအဲ့ဒီမဖြစ်ကတ်ကျဲတက်ရောင်ကားတွေနဲ့တွေ့ရတာအလုတ်လို့ရတာသိအနှောက်ရှက်ဖြစ်အဲ့တော့ဥဒ္ဓမင်္ဂလာကလည်းတစိတ်ရှိဆက်ထိမခံကျင်တဲ့လူဆိုတော့ငြိမ်မနေတတ်ဘူးဗျာဆရာသမားတွေကတော့ပြောပါတယ်ညီလေးတဲ့ငါဒီဘက်မင်းဘသူပါပြောဘာမှပြန်မပြောနဲ့ကွာပြောချင်ပြောကြပါစေမင်းလှုပ်ချင်တာတွေမင်းလှုပ်ရမှာတွေအများကြီးရှိသေးတယ်အဲ့တော့ပြန်ရမှာဖြစ်ပါနဲ့သူမင်္ဂလာလည်း fighting သမားဘဝကလာတာဆိုတော့အလေးအကျင့်ကမပြတ်ချင်ထိုးချင်ကြိတ်ချင်တဲ့စိတ်ကရှိသေးတယ်စကားချင်းနိုင်ရင်နိုင်မနိုင်ရင်လက်သေးနဲ့ပေးလိုက်မှာနော်သဘောပါလားအဲ့တော့ကတိကဖက်ပေါ်လေကိုယ့်အကူပဲစဉ်းစားပြီးတော့ချင့်ကြည့်ပြီးယုံကြဥဒ္ဓမင်္ဂလာတို့ကတော့ပညာရှိရောင်ဆောင်နေရတာဆိုတော့ထရံဖြစ်လို့မဖြစ်ဘူးပေါ့ဗျာနော်အဲ့တော့သူတော်ကောင်းတို့အနေနဲ့ချင့်ချိန်ပြီးယုံကြပါနော်ချင့်ချိန်ပြီးတော့လက်ခံကြဓမ္မဆိုတာခုခေတ်မှာဓမ္မအာရမလွန်ဆွဲနေတဲ့ခေတ်ဟုတ်ပြီနော်ဓမ္မအာရမအပြိုင်နေတဲ့ခေတ်ခုခင်ဗျားတို့ကြားနာနေရတဲ့ဗာရာဏသီမင်းနဲ့ကောသလမင်းတို့လိုမင်းကောင်းမင်းမြတ်တွေအုပ်ချုပ်တဲ့ခေတ်တွေလိုချင်သလားလိုချင်ရင်ဘယ်သူကအဓိကသူတော်ကောင်းတို့ကိုယ်တိုင်တရားကိုမြတ်လို့တရားကိုကျင့်ဆောင်နေရင်အုပ်ချုပ်တဲ့မင်းဟာမကောင်းလို့ကိုမရယုံလားယရနာရှိရယရနာစုပါဂျိုကုတ်ရှိရတော့ဂျိုတော်မလာဘူးဒါမှတ်ထားသဘောပေါက်သလားကောင်းပြီအဲ့တော့ကြည့်မင်းနှစ်ပါးယထာလမ်းကြားမှာဆုံးတော့တစ်ဖက်ကယထာတွေကလည်းသူ့ဘောမှာမင်းပါတယ်လို့ပြောရမှာခက်နေဘာလို့လုံခြုံရေးအရာနော်အဲ့တော့တစ်ဖက်ကလည်းမင်းပါတယ်လို့ပြောရမှာခက်နေတော့ကျေးဇူးများတဲ့လူတွေပါလာတယ်ဖဲဆိုတော့ကျေးဇူးများသူချင်းချင်းတို့ဟေးမင်းကဘာကျေးဇူးများတာလဲငါယထာဘောကဗာရာဏသီပြည့်ရှင်းกว่าမရတော့ဘူးယထာတွေနှစ်ယောက်နော်ဟာမင်းဘောကဗာရာဏသီပြည့်ရှင်းဆိုငါဘောကလည်းဘောသလပြည့်ရှင်းပဲဟိုက်အဲ့တော့ချင်းချင်းပြောတယ်မင်းဘောကမင်းလားတယ် yes နော်ငါယထာဘောမှာမင်းပါဒါဆိုငါဘက်ကလည်းမင်းပဲဒါဆိုမဖြစ်ဘူးတို့ဒီလိုလုပ်ကြစို့မင်းနှစ်ပါးဘသူအသက်ကြီးလဲအရင်မေးမယ်ငယ်တဲ့ကောင်ပဲဟုတ်ပြီနော်မင်းနှစ်ပါးလုံးကဘာဆောင်ထားတရားဆောင်ထားတယ်သီလသမာဓိဉာဏ်ဓမ္မနဲ့လျော်စွာနေတဲ့မင်းနေဆိုတော့အာရမအမှုကိုမလုပ်အဲ့တော့မင်းဖယ်ငါဖယ်ဒီလိုမဟုတ်အဲ့တော့ဒါဆိုအသက်ကြီးငယ်မေးกว่าဆိုတော့ဒီဘက်ကမင်းနဲ့ဟိုဘက်ကမင်းနဲ့အသက်မေးလိုက်တဲ့ရွယ်သူဖြစ်အသက်လည်းအစင်မပြေဘူးအသက်အစင်မပြေရင်တိုင်းပြည်ပိုင်တဲ့ဧရိယာချင်းမကွာဆိုတော့နှမင်းလုံးမင်းနှမင်းလုံးယူဇနာ30ပတ်လည်ရှိတဲ့ဧရိယာကိုပိုင်ဆိုင်တာပိုင်ဆိုင်မှုချင်းလည်းအတူတူပဲဟုတ်ကလားပိုင်ဆိုင်မှုလည်းကျူတူပဲအသက်အရွယ်လဲဒါဖြင့်အမျိုးအနွယ်မွေးกว่าဆိုတော့နှစ်ဖက်လုံးခတ္တိယမင်းမျိုးတွေဖြစ်နေဒါဘယ်သူမှရှောင်ရှားလို့မရဘူးခုချိန်ထိတော့အားလုံး level ပဲဟုတ်ပလားဒါဖြင့်ပိုင်ဆိုင်တဲ့မူကြီးမတ်ရာသေနာပတိနဲ့ဗန္နာမေးစမ်းဆိုတော့နှစ်ဖက်လုံးပြည့်စည်းစိမ်ခြင်းလဲအတူတူပဲမူကြီးမတ်ရာခြင်းလဲအတူတူပဲတထေးတကြွခြင်းလဲတူတူပဲတပြေးနှစ်ယောက်ရှေ့ကယထာတွေနှစ်ယောက်အမေးဖြေလုံနေကြတာနောက်ကမင်းတွေကထိုင်နားထောင်နေတယ်ယထာတွေကမများဘူး
အဲ့တော့ဘယ်လိုပဲရှင်ရှင်အသက်ကနေစပြီးတော့စီးစိမ်ဥစ္စာဂုံပါဝါအားလုံးအတူတူဖြစ်ရှင်းသလားအဲ့တော့တိုင်းသူပြည်သားတွေချစ်ကြတာချင်းလဲဒုလို့အဲ့ကဲဒါဖြင့်စီးစိမ်အတူတူဆိုရင်ငါတို့လာရင်ကိစ္စကိုအရင်မေးမယ်လာရင်ကိစ္စအောက်တန်းကြတယ်လို့ဖဲဟုတ်ပြီနော်အဲ့တော့ဒီဘက်ကဘာသာနှစ်သိမေးကဘာလို့ဖို့ထွက်လာတာတိုင်းသူပြည်သားတွေအကြောင်းစနေနာမလို့သူ့အပြစ်ကိုဘာရှိတယ်လဲသူ့ချွတ်ရင်းချက်ဘာလဲလို့သိကျင်လို့တိုင်းပြည်ကိုစနေနာဒါပေမဲ့ကောသလမင်းကရောအေးမင်းနှမင်းလုံးကရည်ရွယ်ချက်လဲတူတူလှုပ်ဆောင်ချက်လဲတူတူဆိုတော့အားလုံးတူနေတယ်နှစ်ဖက်လုံးမင်းကောင်းနေကြီးဖြစ်နေဘယ်မင်းပုံမြတ်မှမသိရှင်းလားမင်းကောင်းမင်းမြတ်ဆိုတာဒါပြောတော့မှာနော်မင်းကောင်းနှမင်းလုံးကောင်းနေတာတော့အတူတူပဲဟုတ်ပလားအသက်ချင်းကောင်းစီးစိမ်ချင်းကောင်းဂုံချင်းကောင်းအတူတူပဲဒီတော့ကောင်းတာချင်းတော့တူနေပြီမြတ်တဲ့လူနဲ့ရုပ်တဲ့လူခွဲရတော့အဲ့ဒီမှာပထမအဦးဆုံးဗာပြောလိုက်လဲဆိုဗန္လိကမင်းရဲ့ယထာဒိန်ကဟေးငါတို့မှာပါလာတဲ့မင်းနှစ်ပါးဟာကောင်းကြတာချင်းအတူတူပဲမြတ်တာပြိုင်မှရတော့ဘာပြိုင်မှအဲ့တော့ငါတို့မင်းသည်တရားဆောင်သောမင်းဖြစ်ဘာဆောင်လဲတရားဆောင်သောမင်းဖြစ်တဲ့ငါမင်းသည်မကောင်းတဲ့ပုဂ္ဂိုလ်ကိုမကောင်းသောအဖြစ်အနိုင်ယူတယ်ပါတယ်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်ကိုကြမ်းတမ်းသဖြင့်အနိုင်ယူတယ်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်ကိုကြမ်းကြမ်းတမ်းတမ်းအပြစ်ပေးပြီးတော့အနိုင်ယူတယ်နုညံ့တဲ့ပုဂ္ဂိုလ်ကိုနုညံ့ခြင်းဖြင့်အနိုင်ယူတယ်ကောင်းသူကိုကောင်းသဖြင့်အနိုင်ယူတယ်မကောင်းသူကိုမကောင်းသဖြင့်အနိုင်ယူတယ်တဲ့ငါတို့မင်းဟာအဲ့ဒါလို့မြမြတတအုပ်ချုပ်တဲ့မင်းဂုံကိုပြောတယ်နော်သူတို့မင်းကျင့်သုံးတဲ့တရားကိုပြောတယ်ရှင်းသလားကျမ်းတဲ့လူကိုဘယ်လိုအနိုင်ယူကျမ်းတမ်းခြင်းဖြင့်အနိုင်ယူနုညံသူကိုနုညံခြင်းဖြင့်အနိုင်ယူတယ်မကောင်းတဲ့လူကိုမကောင်းသဖြင့်အနိုင်ယူတယ်ကောင်းတဲ့လူကိုကောင်းသဖြင့်အနိုင်ယူပါတယ်ဒီလိုပြောတယ်အဲ့ဒီမှာဗာရာဏသီမင်းကိုတင်ဆောင်လာတဲ့ယထာမှုကဟေးဘဝကကောသလမင်းယထာမှုသင်ကမင်းတို့မင်းကျင့်ဆောင်တဲ့တရားမြတ်ကိုမင်းပြောသလားဟုတ်ပါတယ်တဲ့ငါတို့မင်းဟာကျမ်းတမ်းသူကိုကျမ်းတမ်းသဖြင့်နုညံ့သူကိုနုညံ့သဖြင့်မကောင်းသူကိုမကောင်းသဖြင့်ကောင်းသူကိုကောင်းသဖြင့်အနိုင်ယူတတ်တဲ့ကောင်းစွာအုပ်ချုပ်တတ်တဲ့မင်းဖြစ်တဲ့အတွက်ဟေးယထာဒိတ်မင်းယထာဖဲဒါဆိုမင်းနားထောင်ပါဦးဘယ်မင်းကပုံမြတ်တယ်ဆိုတာနားထောင်ပါငါတို့မင်းကအမျက်ထွက်သူကိုအမျက်မထွက်ခြင်းမေတ္တာဖြင့်အနိုင်ယူတယ်အကောဒေနကောဒနော်အမျက်ထွက်တဲ့လူကိုအမျက်မထွက်ခြင်းမေတ္တာဖြင့်အနိုင်ယူတယ်ဟောလာပြီစင်းလဲသူကိုပေးကမ်းခြင်းဖြင့်အနိုင်ယူပါတယ်ဆင်းရဲသူမဟုတ်ဘူးစင်းလဲသူဟုတ်ပြီနော်မှုသားပြောသူကိုဖြောင့်မတ်စွာပြောဆိုခြင်းဖြင့်အနိုင်ယူတယ်ကြမ်းတမ်းသူကိုနူးညံ့ခြင်းဖြင့်အနိုင်ယူဟောမတူတော့မင်းနှစ်ပါးကြင့်မုံရင်မတူတော့နှစ်ပါးအယုတ်အမြတ်ခွဲတော့မှာဘူးကောသလမင်းကျင့်တာကကြမ်းတမ်းသူကိုကြမ်းတမ်းသဖြင့်အနိုင်ယူတယ်မင်းကြိုက်ငါကြမ်းပေါ့သင်ကောင်းလေကျွန်ုပ်မဆိုးပါအဲ့ဒါကောသလဝါဒရှင်းလားသင်ကောင်းလေကျွန်ုပ်မဆိုးပါဆိုတော့မင်းမကောင်းရင်တော့ဒီအဖြစ်မထွက်ဘူးလားတကယ်ကတော့တဲ့တဲ့စိတ်ခေါ်တာပဲမင်းဘလောက်မိုက်လေလို့ရှင်းလား
နားထောင်ကြည့်တော့ယဉ်ကျေးသလိုပဲသင်ကောင်းနေရင်ကျွန်တော်ကိုဆိုးပါဆိုတော့မင်းဆိုးလာရင်တော့ငါအစင်သင်ပဲလို့ပြောတာသဘောပါလားဘယ်သူတရားပြက်ပြက်ကိုမပြက်စီနဲ့ဥမတောက်အောင်သင်ခဲ့ပြီနော်ဥမတောက်မှသီလဆောင်းအောင်မလားဥမတောက်အောင်သီလဆောင်းအောင်မလားဥမတောက်ရေးတရားဟာပါလေသီလဆောင်းဖို့ရှင်းတယ်နော်ကောင်းပြီအဲ့တော့ဘုရားအလောင်းဖြစ်တဲ့ဗြဟ္မဏမင်းကြီးကအမျက်ထွက်သူကိုမေတ္တာဖြင့်အနိုင်ယူအမျက်ထွက်သူကိုစင်းလဲသူကိုပေးကမ်းခြင်းဖြင့်စင်းလဲသူဆိုတာအလိုလောဘကြီးတဲ့လူနော်ဤမျိုးစုံနဲ့ရှာကြံပြီးတော့မှသူအလိုလောဘအတွက်ဖြည့်ဆည်းနေတဲ့ပုဂ္ဂိုလ်တွေကိုပေးကမ်းခြင်းဖြင့်အနိုင်ယူလိမ်လည်လက်စားရသူကိုဖြောင်းမခြင်းဖြင့်အနိုင်ယူတယ်ကြမ်းတမ်းသူကိုနုညံ့ခြင်းဖြင့်အနိုင်ယူတယ်အဲ့ဒါငါတို့ဗြဟ္မဏမင်းရဲ့ကျင့်စဉ်ပါတဲ့မင်းတို့စဉ်းစားตาတဲ့လူဖယ်လိုက်ကြဟုတ်ပြီနော်ตาတဲ့လူအတွက်မင်းတို့ဖယ်လိုက်ကြငါတို့ဘက်ကမင်းတို့ထက်ယုံညံ့တဲ့ထင်ရင်တို့ဖယ်ပေးမယ်ပြောလိုက်တော့ဟိုဘက်ယထာပေါ်မှာထိုင်လာတဲ့မင်းကြီးအငြိမ်မနေနိုင်တော့ဗန္လိကမင်းကြီးကဟေးယထာဒိသူတို့ကသားတယ်ကွာတို့ဆင်းကြစို့ဟုတ်ပလားဒါဖြင့်ဒီမင်းတစ်ပါးမှာအကောင်းဆိုးသိတတ်တဲ့စိတ်ရှိမရှိအမှားမှန်မြင်တတ်တဲ့ဉာဏ်အကြောင်းအကျိုးနားလည်နိုင်စွမ်းဒါသိအရေးကြီးတယ်လောကလူဖြစ်လာပါရဲ့နဲ့အကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ကိုမှဝေဖန်နိုင်စွမ်းမရှိရင်လူပြည့်ရှုံးပြီရှင်းတတ်သလားဒီလောကအလယ်မှာဒီလိုတွေအများကြီးတွေ့ရပါတယ်အဲ့တော့အားလုံးသိထားရမှာကငါတို့လူဖြစ်တဲ့အခိုက်မှာအကောင်းအဆိုးသိအောင်လုပ်ပါအကြောင်းအကျိုးကိုနားလည်အောင်လုပ်ပါအကြောင်းကောင်းရင်ကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်မကောင်းတာလုပ်ရင်အဲ့ဒီကောင်းကျိုးမကောင်းကျိုးပဲချိန်ပေးမယ်အကြောင်းညီညွတ်တဲ့ချိန်ပြန်ပြောအခုကောင်းတာလို့အခုကောင်းကျိုးပေးခြင်းမှပေးခြင်းရင်လဲပေးမှကိုပြုတဲ့အကြောင်းရဲ့စင်ကြယ်မှုပေါ်မှာမူတည်တယ်အဲ့တော့အခုကောင်းတာလုပ်နေပေမဲ့ကောင်းကျိုးရခြင်းမှရအောင်မယ်အခုကောင်းတာလုပ်တဲ့ကောင်းကျိုးဟာမရဘဲနေမှလားရမှာလားသို့တော့ဘယ်အချိန်ရမှာအကြောင်းညီညွတ်တဲ့အချိန်ရမှာဒါလေးနားလည်ပြီအဲ့တော့ငါတို့အခုကောင်းတာလုပ်နေတာဘယ်သူပေါ်မှာမဟုတ်တာမလုပ်ဘူးဒါပေမဲ့မွဲလိုက်တာဟိုမဟုတ်တာလုပ်တဲ့လူတွေကြချမ်းသာနေတယ်ဆိုတော့မဟုတ်တာလုပ်လို့ချမ်းသာတာလားသူအကြောင်းကောင်းခဲ့လို့ချမ်းသာတယ်အခုမဟုတ်တာလုပ်တာကအကျိုးမပေးသေးလို့နားလဲသလားရှင်းအောင်ရှင်းသလားအဲ့တော့ဘသူတရားပြက်ပြက်အခုမင်းနှစ်ပါးအယုတ်အမြတ်ခွဲတဲ့အခါအကျင့်သိက္ခာနဲ့ခွဲတော့ကောသလမင်းကကျမ်းသူကိုကျမ်းတမ်းခြင်းဖြင့်အနိုင်ယူဟုတ်ပြီနော်နုညံသူကိုဟုတ်ပြီမကောင်းသူကိုမကောင်းသဖြင့်အနိုင်ယူတယ်ဆိုတော့သူကျင့်တဲ့တရားမှန်သလားမမှန်ဘူးတဲ့အဲ့တော့နှစ်ယောက်မင်းနှစ်ပါးရဲ့အကျင့်ကိုရှင်ကြည့်လိုက်တဲ့အခါဗာရာဏသီမင်းသည်အမျက်ထွက်တတ်သူတွေကိုမေတ္တာဖြင့်အနိုင်ယူတယ်စင်လဲသူတွေကိုဘေးကန်းခြင်းဖြင့်အနိုင်ယူတဲ့မှုသားလိန်လဲကောက်ချစ်ပြောဆိုလေရှိတဲ့လူကိုဖြောင့်မတ်ခြင်းဖြင့်အနိုင်ယူတယ်မကောင်းသူကိုကောင်းသဖြင့်အနိုင်ယူကြမ်းတမ်းသူကိုလူညံ့ခြင်းဖြင့်အနိုင်ယူတယ်ဆိုတော့ချက်ချင်းဘုဘကမင်းကသိသွားပြီဟာငါလုံနေတာမှားတယ်သူလုံတာကောင်းတယ်အဲ့တော့ဟဲ့ကောင်စဉ်းစို့ဒီနေရာဘာလို့ပြောသလဲဆိုတော့ဒီယထာနှစ်စင်းပေါ်မှာပါတဲ့လူတွေတို့ပြန်ကြည်ညိုကြည့်ရအခုကောသလမင်းကြီးကိုလည်းသူ့ဘက်ကချင်းဆောင်တဲ့ဓမ္မသည်ယုံနေနေမှန်းသိတာနဲ့ချက်ချင်းသူယထာရိဆင်းတော်လို့ပြောတာဒီလေးစားတိုက်မလေးစားတိုက်တန်ဖိုးထားတိုက်မထားတိုက်အမှန်တရားကိုဝန်ခံရတဲ့တတ္တိဒါသိအရေးကြီးတဲ့အချက်တွေသူ
တော်ကောင်းတို့ထူးချွန်ခြင်းနဲ့ကြီးပွားခြင်းနဲ့အောင်မြင်ခြင်းနဲ့အထက်တန်းရောက်ခြင်းနဲ့ဆိုရင်အဲ့ဒီယောသားဖြောင့်မတ်မှုနဲ့ဝန်ခံရတဲ့တတ္တိအရေးကြီးဆုံးပါပဲအဲ့တော့ချက်ချင်းအောက်ဆင်းနဲ့ဟိတ်ကောင်ဖယ်ပေးလိုက်ဆိုတော့ဗာရာဏသီမင်းကြီးကအရှင်အာနန္ဒအလောင်းကောသလမင်းကြီးဗာလိကာကအရှင်အာနန္ဒအလောင်းဟုတ်ပြီနော်သူယထာကိုမောင်းလာတဲ့ပုဂ္ဂိုလ်ကရှင်မဟာမောက္ကလအလောင်းယထာမောင်းလာတာကโอเคဗာရာဏသီမင်းကြီးဗြဟ္မဏမင်းကြီးကဘုရားအလောင်းဘုရားအလောင်းရဲ့ယထာကိုမောင်းလာတာကရှင်သာရိပုတ္တရာဟောကြည်သန်းသဘောပါသလားကြီးညိုစရာပါရမီရှင်ကြီးတွေပါရမီဖြည့်ဘက်ကြီးတွေအတူတူတွေ့နေကြတော့တခါတဲ့အာနန္ဒအလောင်းလျာဗာလိကမင်းကြီးကချက်ချင်းသူ့ယထာဖြုတ်မင်းမာဖြုတ်ပြီးတော့ယထာဘေးဆွဲကပ်ပြီးအရှင်မင်းကြီးကြွပါအောက်ကနေဆိုတော့မှဗာရာဏသီမင်းကြီးကမင်းကြီးတရားတွေကိုတခါတဲ့အာနန္ဒအလောင်းလျာမင်းကြီးကိုဆုံးမအေးတဲ့တကယ်တော့တိုင်းသူပြည်သားတွေကိုအုပ်ချုပ်တဲ့နေရာမှာမင်းရဲ့လို့ခံယူထားရင်မင်းသည်တိုင်းသူပြည်သားတွေကိုရင်ဝယ်သားခဲ့သို့အုပ်ချုပ်ရတယ်။ဘာခဲ့တိုင်းသူပြည်သားတိုင်းဟာကိုယ်သားလို့ကိုယ်သမီးလို့ဟုတ်ပြီနော်အဲ့ဒါမှမင်းခေါ်တယ်ကိုယ်သားလောက်သာသားခေါ်ပြီးတော့တန်တဲ့လူသားမခေါ်ရင်အဲ့ဒါမင်းမဖြစ်ဘူးရှင်းလားရာဇပလင်ပေါ်မှာနေပြီးဘောင်းတော်ဆောင်ဘိသိက်သွန်းထားပေမဲ့လေမင်းဖြစ်တိုက်တဲ့အကျင့်တရားမရှိမင်းမဖြစ်ဘူးဆုံးမရှင်းသလားအဲ့တော့မင်းဖြစ်နေပါရဲ့နဲ့အမျက်ထွက်သူကိုအမျက်ပြန်ထွက်ခြင်းဟာလဲမင်းရဲ့ဂုဏ်အင်္ဂါနဲ့မညီဘူးတဲ့မင်းဆိုတာအစောတလျင်မပြုတ်ရဘူးတဲ့ချင့်ချိန်ပြီးမှပြုတ်ရတယ်တခါနဲ့ဆုံးမတာအာနန္ဒမင်းကိုရှင်းတယ်နော်အာနန္ဒအလောင်းလည်းဗာလိကမင်းကြီးကိုဆုံးပါအဲ့တော့သူတို့ဆုံးမလိုက်တဲ့အချက်တွေဦးဇင်းတို့ပြန်ကြည့်ရင်လောကအလယ်မှာစီဝါဥစ္စာရှာနေတဲ့ပုဂ္ဂိုလ်တွေလည်းဒီကျင့်ထုံးတွေလိုအပ်မလိုအပ်မြည်သည့်အမှုမှအစောတလျင်မပြုတ်အပ်ဘူးမိမိပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းမိမိတို့သားသမီးကဲ့သို့သဘောထားဖို့သင့်မသင့်မိသားစုဝင်တွေလို့သဘောထားဒါကြောင့်မို့လို့တရွာလုံးအတွက်အလုတ်လုတ်တဲ့လူဟာတရွာလုံးရဲ့ကိုးကွယ်စရာအားထားရဖြစ်တယ်ဟုတ်ပလားတမိသားစုသာပဲအလုတ်လုတ်ရင်တမိသားစုရဲ့ကိုးကွယ်ရအားထားရဖြစ်တယ်ဒုတံဖို့ဦးဇင်းတို့ခေါ်ခဲ့ပြီးပြီသဘောပါတယ်နော်အိမ်ထဲကစိတ်နှကကလေးတယောက်စာပဲသုံးရင်တယောက်စာပဲတန်ပဲတယောက်ကွက်လုံးစာသုံးရင်တနိုင်ငံလုံးအတွက်သုံးတော့ဒါပါပဲအဲ့တော့ကိုယ့်ဘဝကိုကိုယ်ဘယ်လိုအသုံးချမှလဲဆိုတဲ့အပေါ်မှာမူမတည်ဘူးလားအခုမင်းနှစ်ပါးအယုတ်အမြတ်ခွဲလိုက်တဲ့အခါကျတော့ကောသလမင်းကျင့်တဲ့အကျင့်တရားနဲ့ဗာရာဏသီကျင့်တဲ့အကျင့်တရားချင်းတူသလားအဲ့တော့ဗြဟ္မဏမင်းကြီးကျင့်တဲ့အကျင့်တရားကကောသလမင်းကျင့်တဲ့အကျင့်တရားထက်မြတ်နေတယ်အဲ့တော့မင်းကောင်းတာချင်းတူပေမဲ့မြတ်ပုံချင်းမတူဘူးတဲ့ဒါကြောင့်မို့ဘုရားအလောင်းကတဲ့မြင့်မြတ်တဲ့မင်းဖြစ်ချင်ရင်ငါညီတဲ့ညီတော်မင်းတိုင်းသူပြည်သားတွေကိုတစ်ဘလို့အုပ်ချုပ်ရင်ဝယ်သားကဲ့သို့အုပ်ချုပ်သားကဲ့သို့ဆိုကိုသားသမီးဆင်းရဲနေရင်မိဘကြည့်မလားမကြည့်ဘူးဒါကဘာသာမင်းသမင်းကြီးအုပ်ချုပ်လာတယ်ဆိုတာပထမအဦးဆုံးသူစပြီးမင်းဖြစ်ကြတဲ့တိုင်းသူပြည်တိုင်းပြည်မှာရှိတဲ့မစိဆင်းရဲသားတွေအရင်လိုက်ကြည့်စားရမယ့်လူတွေကိုစားကြရပေးစားကြရမရှိတဲ့လူဝတ်စရာမရှိတဲ့လူနေစရာမရှိတဲ့လူဟောအခြေခံကစပြီးပြုပြင်သွားတော့သူ့တိုင်းပြည်မှာလူဆင်းရဲငမွဲမရှိတော့လက်စားတဲ့ပုဂ္ဂိုလ်အမူကြီးမရတွေရှိအောင်မလားတိုင်းပြည်တစ်ခုလုံးချမ်းသာပြီဆိုမှတော့တခိုးကြဘိုးမရှိဘူးဆိုရင်ဘယ်အမှတ်မှလည်းလက်စားနေစရာအကြောင်းရှင်းသလားအဲ့တော့တိုင်းပြည်တစ်ခုလုံးသားရဝပြောလို့သူရင်ဝယ်သားကဲ့သို့ဆိုတာသူတိုင်းပြည်ထဲမှာနေတဲ့လူတွေကသူသားစားလို့ဝသလိုအားလုံးနဲ့စားလို့ဘာရရှင်းလားသဘောပေါက်သလားအဲ့တော့အားလုံးတို့ဟာဘသူဆုံးမနဲ့နေကြတာအဲ့တော့ဘုရားဆုံးမတိုင်းသီလသိက္ခာပနယ
သိက္ခာ3ရပ်ကိုဖြည့်ကျင်ပြီးတော့လူသားအချင်းချင်းအပြန်အလှန်ညီညွတ်ရိုင်းပင်းပြီးတော့ကိုချင်းတရားစောင့်ထိန်ပြီးနေကြမယ်ဆိုရင်မချမ်းသာတရားကြောင့်မရှိဘူးအဲ့တော့ဒီမင်းနှစ်ပါးမှာသီလလည်းရှိတယ်ပညာလည်းရှိပညာရှိလို့ဒီရှေ့ကဗာရာဏသီမင်းကလည်းဆုံးမနိုင်တယ်ကောသလမင်းကြီးကလည်းအဆုံးအမကိုခံယူနိုင်စွမ်းရှိတယ်ကြည်လားပညာမဲ့မင်းဆိုရင်ဒါခံယူနိုင်မလားရှင်မမောက္ကလံအလောင်းတော်ဖြစ်တဲ့ယထာဒိန်ကောသလမင်းကောသလတိုင်းကိုအုပ်ချုပ်တဲ့ဗန္လိကမင်းအာနန္ဒာအလောင်းကောပညာရှိနှစ်ယောက်ဟာတခါတဲ့သူတို့ထက်ပညာကြီးကျယ်သူတွေထံကနေပညာတွေခံယူပြီးလမ်းဘေးကနေလက်ဥကလေးချီပြီးလမ်းပဲရှင်းသလားအဲ့ဒါသူတို့မှာဘုရားရှင်ကဲ့သို့လမ်းညွှန်ဆုံးမမဲ့ပညာရှိသူတို့နာရှိတယ်မရှိပေမဲ့သူတို့အချင်းချင်းနှီးနှောဖလှယ်ပြီးတော့တိုင်းပြည်ကောင်းစားရေးအများကောင်းစားရေးအတွက်အုပ်ချုပ်သွားကြတဲ့မင်းကောင်းမင်းမြတ်တွေရှင်းသလားအဲ့တော့အခုဒီမင်းကောင်းမင်းမြတ်အကြောင်းဟောတာကဘု து အတွက်ဟောတာသိကြသလားမင်းတွေအတွက်လားတရားနာတဲ့ပုဂ္ဂိုလ်အတွက်လားငါလည်းမှတ်ထားအောင်အဲ့တော့မင်းကောင်းမင်းမြတ်ဟောတာတို့နဲ့မဆိုင်ဘူးလို့မနေနဲ့အခုသူတို့ကျင့်တဲ့တရားတွေအကုန်လုံးဟာအမျက်ထွက်သူကိုမေတ္တာဖြင့်အနိုင်ယူပြောပါအမျက်ထွက်သူကိုသင်လဲသူကိုဘေးတာပေးလိုက်ပါဘေးတာပေးပေးတဲ့လူနဲ့တောင်းတဲ့လူဘယ်သူမှမြတ်ပေးတာပေးမရှစ်လို့တောင်းတာပေးတာပေးရှင်းလားတို့ကတော့ဒီတိုင်းပဲလာတောင်းပြီးတော့ဒီကောင်တောင်းစားငါပေးနိုင်တဲ့လူ boss ပဲရောက်ယူတော့ပါလားတော့တောင်းတဲ့လူဖြစ်ချင်တာပေးတဲ့လူဖြစ်ချင်တာရှင်းသလားသင်လဲသူကိုလိန်ညာလဲ့စားတတ်သူကိုဘယ်တော့မှမှုသားစကားမပြောပါနဲ့အဖြောင့်အမှန်ပဲပြောပါဘယ်သူမှကြောက်စရာမလိုပါရှင်းသလားသဘောပေါက်သလားအဲ့တော့လိန်လေလဲ့စားတတ်သူတွေကိုဖြောင့်မချင်းဖြင့်အနိုင်ယူရကြမ်းတမ်းသူကိုဒီတိုင်းသာခင်ဗျားတို့ချစ်ဆောင်သွားမယ်ဆိုရင်ကိုတိုင်လဲကောင်းသူမြတ်သူဖြစ်နိုင်မဖြစ်နိုင်ကောင်းလဲကောင်းရမယ်မြတ်လဲမြတ်ရမယ်အခုလူဘဝမှာလာတာခင်ဗျားတို့ရှုံးကျင်လို့လာတာလားမြတ်ချင်လို့လာတာလူဘဝရောက်လူကောင်းလေးတွေတော့ဖြစ်ပြီးလူမြတ်ကလေးတွေဖြစ်အောင်လုပ်အောင်အခုခင်ဗျားတို့ဘယ်ကလာတယ်ထင်တော့ဘယ်ဘဝလာတယ်သေကြတာရှိတယ်သဘောပါလားသမသသနာမစတ္တရောအပါယသကကိဟတတိတာခမည်းတော်ရဲ့အမြဲတည်းအိဟာဘယ်ဟုတ်ဒါဖြင့်တို့အားလုံးဘယ်ကလားတင်ဟုတ်ဒီနေရာတေအိုးကြီးအဆင်ပြေတယ်နော်ကဲဒါဖြင့်တို့တေအိုးပဲပြောပြန်ကြတာပေါ့ဟမ်တေအိုးပြန်မလားအဲ့တော့တေအိုးမချစ်ဘူးလားဟမ်ရက်ဆက်တယ်မလားဘူးတော့